ရဲ့လက်ရလေးအိတ်ချက်ပါအရန်ကိုစားလို့ကောင်းတယ်ချိုချိုလေးနဲ့လေအတွင်းထဲကလည်းအီအီဖက်ဖက်ကလေးဘေကင်းမှာတော်တော်အဆင်ပြေနေပါပြီသမီးလက်ရမတရားလေးပါမဘာလို့ရလဲမဘာမီခိတ်ခေါင်းနေပါလေအော်ဘယ်လိုလုပ်ရတာလဲမဘာမီခိတ်ကပြတ်ပါဦးမရဲ့ဘာမီခိတ်ကလေကြောက်ကိုခွဲပြီးဝင်လေဒီနားမထက်ဟုတ်ပြီအခုနေအောင်မထက်မေဘုံနဲ့ကိုပြက်ကမှာပြက်ပြီးဝင်လေမွေရမှာမွေပြီးဝင်လေ brownie mix ကို brownie powder ကိုလေထည့်ရမှာထည့်ပြီးဝင်လေမွေပြီးဝင်လေbetter ထည့်ပြီးဝင် better ကိုမွေပြီးဝင်လေအဲ topping တွေလောက်ပါမှာဒီ chocolate ကိုလေ sprinkle လောက်ပါအဲ့ဒါပြီးရင် mix တယ်နော်ပြီးရင်လေအပင်နဲ့ကိုထည့်ပြီးရင်လေအဲ bake လို့ ကဲခြံထဲကကြောက်ဖြုံသီးတွေရိုက်ပါမယ်ဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးဟိုးတော့မှတစ်လုံးတဟိုတစ်လုံးလေးကိုဖွင့်ပြအောင်မေဟိုးတစ်လုံးလေးငါးလုံးတော့နော်အဲ့ကြောက်ဖြုံသီးတွေကဘလို့ရှည်ကြီးတွေလားကြောက်ဖြုံသီးဆိုအဲ့လိုရှည်လားလှမ်းထပ်ဘယ်လောက်ရှည်လဲကြည့်ရဟုတ်တယ်နော်ကြောက်ဖြုံသီးပါရှည်ကြီးတွေပါပဲ